ခုတော့မယ့် session ကတော့ care level နဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပါတယ်။ care level ဆိုတာဘာလဲပြီးတော့လို့ရှိရင်အခြေအနေမှာအသုံးပြုထားတဲ့ care level ကဘာကြောင့်အရေးကြီးတာလဲ care level လာပြီဆိုလို့ရှိရင်ဘယ်ချက်တွေကို view စိုက်ပြီးတော့စစ်ရမလဲ care level နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြဿနာလေးတွေဖြစ်တတ်တယ်ဆိုတဲ့ဟာလေးကိုဒီ slide လေးမှာရှင်းပြပြီးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံး care level ဆိုတာဘာလဲသိရမှာပဲဖြစ်ပါတယ်။ care level ဆိုတာကတော့အထည်တစ်ထည်ရဲ့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ style တစ်ခုရဲ့ပေါ့နော် information အကုန်လုံးကိုကနေပြီးတော့ customer စီကိုပေးချင်တဲ့ information အကုန်လုံးကိုရေးထားတဲ့စာရွက်လေးညွှန်းထားတဲ့စာရွက်လေးကို care level လို့ခေါ်ပါတယ်။ခါတလေကြားလို့ရှိရင်အဲ့ဒီ care level ပေါ်မှာကျွန်တော်တို့အထည်နဲ့ပတ်သက်တဲ့ information တွေပါမယ်။နောက်တစ်ခု laundry samples လို့ခေါ်တဲ့အထည်ကိုအဝတ်လျှော်တဲ့အခါမှာဘယ်ပုံစံနဲ့လျှော်ရမလဲ။ရေအေးနဲ့လျှော်ရမလားရေပူနဲ့လျှော်ရမလား။မီးပူတိုက်တဲ့အခါမှာရောမီးပြင်းပြင်းနဲ့တိုက်လို့ရလားမီးဖြော့ဖြော့နဲ့ပဲတိုက်ရမှာလား။ဒါမှမဟုတ်ရင်အထည်ကစက်နဲ့လျှော်လို့မရဘူးလက်နဲ့ပဲလျှော်လို့ရတယ်။ဒါမှမဟုတ်အထည်က dry clean ပဲလုပ်လို့ရတယ်ဆိုတဲ့စတဲ့အချက်ဒီအကုန်လုံးကိုဒီ care label ပေါ်မှာပဲရေးပြထားတာပဲဖြစ်ပါတယ်။ဆိုတော့ care label ကအထည်တစ်ခုလုံးရဲ့အသက်ပဲဖြစ်ပါတယ်။အဲ့အထည်တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ information အကုန်လုံးကို care label ပေါ်မှာပဲပါပါတယ်။ကျွန်တော်မြန်မာနိုင်ငံအထည်တွေကကြတော့တိတ်ပြီးတော့မသိတာဘူးနောက်ပြီးတော့အထည်တစ်ခုရဲ့တန်ဖိုးကလည်းအရန်ကိုမြင့်မားတာမျိုးမရှိတဲ့ခါကျတော့ care label တွေကိုလူတွေကတိတ်ပြီးတော့ဒီမဆိုင်မိကြဘူးပေါ့နော်ဒါပေမဲ့ကျမတို့တခြားနိုင်ငံကို export သွားတဲ့အထည်တွေကကြတော့ဥပမာလေသာလိုမျိုးအသားတွေတုံးထားတယ်သို့မဟုတ်ပေါ့နော်အထည်မှာဘွာလို့ခေါ်တဲ့ဟာမျိုးတွေ far လို့ခေါ်တဲ့ဟာမျိုးတွေတကယ်ဘဲမွေးတွေထည့်ထားတဲ့အထည်လိုဟာမျိုးတွေကျွန်တော်ထည့်ပြီးတော့သုံးတာမျိုးရှိတယ်။ Okay ဒီလိုမျိုးထည်တွေဆိုလို့ရှိရင်သုံးထားတဲ့ raw material ကဈေးကြီးတာဖြစ်တာမို့လို့ဒီထည်တွေကိုလျှော်တဲ့အခါမှာဘယ်လို view စိုက်ရမလဲဆိုတဲ့ဟာလေးတွေကို care label ပေါ်မှာ information အပြည့်အစုံရေးပေးထားတာပဲဖြစ်ပါတယ်။ Why care label is important? care label တွေကဘာကြောင့်အရေးကြီးတာလဲဆိုတော့နံပါတ်1တစ်ချက်ကတော့ manufacturing country ကျွန်တော်ဘယ်နိုင်ငံမှာထုတ်လုပ်တယ်ဆိုတဲ့ဟာကိုဒီပေါ်မှာရေးပြပေးထားတယ်နောက်တစ်ခုကတော့ garment ရဲ့ information အထည်နဲ့ပတ်သက်တဲ့အချက်လက်တွေပါဝင်မှာပဲဖြစ်ပါတယ်အဲ့ဒီအထည်နဲ့ပတ်သက်တဲ့အချက်လက်တွေထဲမှာဆိုရင်ပထမကတော့ fabric composition ပါမယ်ပိတ်စရဲ့ composition cotton 100%သုံးထားတာလားဒါမှမဟုတ်လို့ရှိရင် polyester သုံးထားတာလား nylon သုံးထားတာလားစတဲ့ fabric ရဲ့ composition ပါမယ်ကိုတိုင်းကလည်းတခြားနိုင်ငံမှာသူဒီမဟုတ်ပေါ့နော်ကိုအထည်ဝယ်တဲ့ခါမှာဆိုလို့ရှိရင်ဒီအထည်ရဲ့ပိတ်စကဘယ်လိုအသားမျိုးလဲသူတို့ကတော့ခြီသားလို့တော့ပြောတယ်ဒါပေမဲ့ care label ရဲ့ composition ကိုပြန်ကြည့်ပြီးတော့ဒီပေါ့နော်ဒီ care label ပေါ်မှာရေးထားတဲ့ composition နဲ့ကျွန်တော်တို့ပိတ်စရဲ့အသားကိုမှန်ကန်ရာကိုကြည့်ပြီးတော့ဝယ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ composition ဘလောက်အထိအရေးကြီးသလဲဆိုတဲ့ဟာကကြတော့ကျွန်တော်တို့ပေးရတဲ့ brand ပေါ်မူတည်ပြီးတော့ care label ရဲ့ composition ကိုအတိအကျဖော်ပြထားတာမျိုးရှိပါတယ်ဥပမာ cotton 100%လို့ပေးထားပြီးတော့မှကျွန်တော်တို့အထည်က cotton သားမဟုတ်ဘဲနဲ့ nylon ပိတ်စဖြစ်နေတယ်ဆိုလို့ရှိရင် customer ကအဲ့ဒီခုနတုန်းက brand ကိုပြန်ပြီးတော့claim ပြန်လုပ်လို့ရတယ်ဒါဆိုလို့ရှိရင်အဲ့ဒီ brand ကနေပြီးတော့ customer ကိုလျှော်ကြေးပြန်ပေးရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတဲ့ခါကျတော့သူတို့ပြန်ထားတဲ့ care label ပေါ်မှာခြီသား cotton ဆိုပြီးတော့ပြန်ထားတယ်။သို့တော့တကယ်ရဲ့ပိတ်စကတော့ခြီသားမဟုတ်ဘူးပေါ့နော်။ဒါဒီပြောမယ်ဆိုရင် customer ကိုလိမ်လည်တဲ့ပုံစံမျိုးဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ customer စီကိုပြန်ပြီးတော့လျှော်ကြေးပေးရတယ်ပေါ့နော်။ဆိုတော့ဒီ fabric ရဲ့ composition ကအရေးကြီးပါတယ်။ဒါကတော့ customer ကနေပြီးတော့ကြည့်တဲ့အပိုင်းတစ်ဖက်ကကြတော့ဘာကိုကြည့်လဲဆိုတော့ကျွန်တော်တို့ကပိတ်စ raw material တွေကိုနိုင်ငံတွေကိုဝင်လာတဲ့ခါမှာခြီသား100%လို့ပြောပြီးတော့ဝင်လာတယ်ကျွန်တော်တို့ဒီနိုင်ငံမှာအထည်ချုပ်တယ် CMB သဘောတရားနဲ့အထည်ချုပ်တယ်ချုပ်ပြီးတော့နိုင်ငံသားကိုပြန်ပြီးတော့ရှစ်မှတ်ပြန်ထွက်တဲ့အခါမှာ cotton 100%မဟုတ်ဘဲနဲ့ nylon 100%ဖြစ်နေမယ်ဆိုရင်လည်းမရပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ style တစ်ခုတည်း fabric က raw material အဖြစ်နဲ့ဝင်လာတဲ့ခါမှာ composition နဲ့ပြန်ပြီးတော့ရှစ်မှတ်ပြန်ထွက်တဲ့ခါမှာ composition တွေကလုံးဝတူရပါမယ်ဒါကတော့ fabric composition ကိုအထည်ချုပ်စက်ရုံတွေမှာ materializer ဘက်ကနေပြီးတော့ကြည့်တဲ့ပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ washing instruction မှာအထည်ကိုဘယ်လိုလျှော်ရမလဲဆိုတဲ့ဟာမျိုးတွေဒီမှာနမူနာလေးပြထားတဲ့ care label ရဲ့ပုံလေးကိုကြည့်လို့ရပါတယ်တပုံကကြတော့ဒီပေါ့နော် washing ရဲ့ instruction ကိုစာသားနဲ့ရေးထားတယ် hand wash နဲ့ပဲလျှော်လို့ရမယ် in one water ဆိုတော့ရေနွေးနွေးလေးထဲမှာပဲလျှော်လို့ရမယ်ဆိုတဲ့ဟာလေးပြထားတယ်တစ်ဖက်ကကြတော့ဒီပုံစံတွေကိုမပြောထားတော့ဘူးဒီမှာ
samples လေးတွေသင်္ကေတလေးတွေပေးထားတယ်ဆိုတော့ဒီလိုမျိုး samples လေးဆိုရင် washing ကို30 degree နဲ့ရှော်ရမယ်temperature 30 degree နဲ့ရှော်ရမယ်ဒါမျိုးလေးဆိုလို့ရှိရင်မီးဘူးထိုးတဲ့ပုံစံလေးသူ့မှာအဆက်ကလေးတစ်စက်ပါတယ်ဆိုတော့သူကဘာကိုပြောချင်တာလဲ low ဆိုတဲ့ဒီ temperature ကိုပြောချင်တာလား medium ဆိုတဲ့ temperature ကိုပြောချင်တာလားဒါလေးတွေကျွန်တော်တို့သိရပါမယ်ဒါကတော့ washing နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါနောက်တစ်ခုကတော့ iron instruction ပတ်သက်တဲ့မိဘူးဘယ်လိုထိုးရမှာလဲဆိုတဲ့ဟာမျိုးလေးတွေနောက်တစ်ခုကတော့ made in ဘယ်နေရာမှာချုပ်လဲဒီမှာဆိုရင် made in Australia made in Myanmar ဆိုတဲ့ဟာမျိုးလေးတွေကိုကျွန်တော်တို့ဒီ Kelly ပဲပေါ်မှာရေးထားတာတွေ့ရပါမယ်ဒါကတော့အများသောအားဖြင့် Kelly ပဲပေါ်မှာရှိတတ်တဲ့ instruction လေးတွေဖြစ်ပါတယ်။သို့တော့ Kelly ပဲမှာကျွန်တော်အမျိုးအစားနှစ်ခုအနေနဲ့လာတတ်တယ်ပထမတစ်ခုကတော့ woven Kelly ပဲလို့ခေါ်ပါတယ်။အရှိက session တွေမှာကြည့်ဘူးတဲ့သူဆိုရင်ဒါလေးကိုများမှတ်မိအောင်လားမသိဘူးเนาะ။ဟုတ်ပြီ woven Kelly ပဲဆိုတဲ့အခါကပိတ်စမှာချီထိုးထားတဲ့ဟာမျိုးကို woven Kelly ပဲလို့မျိုးကျွန်တော်တို့အသုံးပြုလို့ရတယ်။သူဒီတစ်ဖက်ကကျတော့ printed Kelly ပဲဖြစ်တယ်။ satin လို့ခေါ်တဲ့ကျွန်တော်တို့ဒီပေါ့နော်ဖဲသားလိုပုံစံမျိုးလေးပေါ်မှာဒိုတိမဟုတ်ဒီပေါ့နော်လော်လော်ကူကူပြောရမယ်ဆိုရင်အဲ့သူ့ရဲ့ပိတ်သားရှော့ရှော့လေးပေါ့နော်အဲ့အသားပေါ်မှာ print ရိုက်ထားတဲ့ဟာမျိုးဒါမျိုးဆိုရင် printed Kelly ပဲတစ်ဖက်ကကျတော့ woven Kelly ပဲများသောအားဖြင့်ဆိုရင်ဒီနှစ်ခုဆိုလို့ရှိရင်လည်းဈေးနှုန်းကလည်းမတူညီတတ်ပါဘူးဆိုတော့ဒီ Kelly ပဲဒီ woven ပုံစံနဲ့လည်းလာတယ် printed ပုံစံနဲ့လည်းလာတတ်ပါတယ်Okay နောက်တစ်ခုကကြတော့ဒီ Kelly ပဲရဲ့ composition တွေကိုကျမတို့ကဘယ်နိုင်ငံနဲ့အသုံးပြုတာလဲကိုယ့်ရဲ့ brand ကဘယ် brand နဲ့လာတာလဲဆိုတဲ့ဟာမျိုးလေးတွေကိုဒီမှာကြည့်ထောက်ရပါမယ်ကျွန်တော်တို့အရင်တော့လုပ်ခဲ့တဲ့စက်ရုံဆိုလို့ရှိရင်ကိုရီးယားစက်ရုံဖြစ်တယ်ကိုရီးယား brand တွေချုပ်တယ်ပေါ့နော်ဆိုတော့ Kelly ပဲမှာပေးတဲ့ instruction တွေဒီကိုရီးယားစကားလုံးတွေနဲ့ပဲလာတယ်ကျွန်တော်တို့ကကြတော့ကိုရီးယားစာအုပ်နားမလည်တဲ့ခါကျတော့ကျွန်မကဒီ composition လေးတွေကို print ထုတ်ထားတယ် print ထုတ်ထားပြီးတော့ဟုတ်ပြီ cotton ဆိုလို့ရှိရင်စကားလုံးတစ်လုံးrayon ဆိုရင်စကားလုံးသုံးလုံးဆိုတဲ့ဟာမျိုးလေးတွေကိုယ့်ဟာကိုယ်ပေါ့နော်လူပိန်းနီးလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့မှတ်ထားတာမျိုးလေးတွေလောက်တတ်တယ်ဆိုတော့ဒီနီးလန်းနဲ့သွားမယ်ဆိုရင်စကားပြန်မလိုပဲနဲ့ကျွန်တော်တို့ရဲ့ Kelly ပဲဘွား composition ကိုအလွယ်တကူစစ်ကြည့်လို့ရပါမယ်နောက်တစ်ခုဒါကကြတော့ samples နဲ့ပတ်သက်တဲ့ဟာလေးတွေပါကျွန်တော်တို့ဒီမြန်မာနိုင်ငံကစက်ရုံတွေထဲမှာ CMP စက်ရုံတွေပဲဖြစ်တဲ့အခါကျတော့ Kelly ပဲပေါ်မှာရေးထားတဲ့ပြထားတဲ့ samples လေးတွေကကိုနဲ့အတိကတော့ဓာတ်ရိုက်ကြီးတော့မသက်ဆိုင်ဘူးပေါ့နော်သို့တော့ကိုတိုင်ကဒီပေါ်မှာ knowledge အဖြစ်နဲ့လိုချင်နေဆိုလို့ရှိရင်ယူလို့ရပါမယ် okay ဒီပုံစံလေးဆိုလို့ရှိရင်အထေကိုလျှော်တဲ့ပုံစံဒါမျိုးလေးဆို dry လုပ်တဲ့ပုံစံလေးတွေဒါဆိုလို့ရှိရင် iron မီးဘူးထိုးတဲ့ပုံစံလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ကဲ okay ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အထည်မှာရှိတဲ့ Kelly ပဲလေးတွေကိုပြန်ပြီးတော့လေ့လာကြည့်ရအောင်နော်နောက်ဗီဒီယိုလေးမှာဆက်တွေ့ပါမယ်